တေချင်းတရားဆိုတာကျွန်တော်တို့လူသားအလုံးတစ်နေ့နေ့မှာမလွဲမသွေကြုံတွေ့ရမယ့်အရာဖြစ်ပါတယ်။တေပြီးရင်ဘာဖြစ်မလဲဆိုတဲ့မေးခွန်းကတော့ကဘာဥကရေကအကြီးမားဆုံးလှုပ်ဝက်တဲ့မေးခွန်းကြီးတစ်ခုဖြစ်နေခဲ့တာပါ။လူတချို့ကတော့တေသွားရင်ဘာမှမရှိတော့ဘူးအရာအလုံးဒီနားတွေပဲပြီးဆုံးသွားတယ်လို့ယူဆကြပေမဲ့လည်းဘာသာတရားတော်တော်များများမှာတော့ကောင်းကင်ဘုံငရဲဘုံတို့မဟုတ်နောက်ဘဝမှာပြန်လည်မွေးဖွားလာခြင်းတွေရှိတယ်လို့ဟောကြားထားကြပါတယ်။တစ်ဖက်မှာလည်းသိပ္ပံပညာရှင်တွေရဲ့အဆိုအရတေချင်းတရားဆိုတာတိကျတဲ့စက္ကန့်ပိုင်းအတွင်းမှာတင်ရုပ်တရက်ကြီးဖြစ်သွားတာမျိုးမဟုတ်ပဲအစစ်စစ်ကူးပြောင်းသွားတဲ့ဖြစ်စဉ်တွေဖြစ်နိုင်တယ်လို့ဆိုပါတယ်။တေခါနီးအတွေ့အကြုံနီးရတဲ့ experience တွေကိုကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတွေရဲ့အဆိုအရပထမဦးဆုံးအဆင့်အနေနဲ့မိမိရဲ့စိတ်ဟာခန္ဓာကိုယ်ထဲကနေထွက်သွားပြီးမိမိရဲ့ရုပ်အလောင်းကိုအပေါ်စီးကနေပြန်ကြည့်နေရတယ်လို့မျိုးခံစားရတဲ့ခန္ဓာကိုယ်ပြင်ပရောက်အတွေ့အကြုံ out of the body experience ကိုကြုံတွေ့ရတတ်တယ်လို့ဆိုပါတယ်။အဲဒီနောက်မှာတော့မှောင်မဲနေတဲ့လှိုင်ကူဒါမှမဟုတ်ဥမင်တစ်ခုတည်းကိုဖြတ်တန်းသွားရတယ်လို့မျိုးခံစားရပြီးအဲဒီလှိုင်ကူရဲ့အဆုံးမှာတော့အလွန်တောက်ပပြီးနှွေးထွေးလာတဲ့အလင်းတန်းတစ်ခုကိုတွေ့ရှိကြတယ်လို့ဆိုပါတယ်။နောက်တစ်ဆင့်မှာတော့မိမိဖြတ်တန်းခဲ့တဲ့ဘဝတစ်လျှောက်လုံးကအဖြစ်အပျက်တွေကိုရုပ်ရှင်ပြတယ်လို့မျိုးအကုန်လုံးပြန်မြင်နေရတဲ့ live review အဆင့်ကိုရောက်ရှိသွားတယ်လို့ဆိုပါတယ်။ဒီနေရာမှာမိမိလုပ်ခဲ့တဲ့အကောင့်အဆိုးတွေကိုကိုယ်တိုင်ပြန်လည်သုံးသပ်ရပြီးနောင်တရတာဒါမှမဟုတ်စိတ်ငြိမ်းချမ်းမှုကိုခံစားရတာမျိုးဖြစ်နိုင်တယ်လို့ဆိုပါတယ်။အဲဒီနောက်မှာတော့ကွယ်လွန်သွားခဲ့တဲ့ဆွေမျိုးသားချင်းကြီးတွေနဲ့ပြန်လည်ဆုံတွေ့ကြရတာပြီးနောက်ဆုံးမှာတော့ပြန်လှည့်လို့မရတော့တဲ့နယ်နိမိတ်တစ်ခုကိုရောက်ရှိသွားကလူလောကကိုပြန်သွားမလားဆိုတာကိုဆုံးဖြတ်ရတဲ့အဆင့်ကိုရောက်ရှိသွားကြတယ်လို့ဆိုပါတယ်ကျွန်တော်တို့ဒါတွေကိုဘလို့နီးနဲ့သိခဲ့တယ်လဲဆိုရင်ဆေးရုံပေါင်းများစွာမှာပြုတ်လုခဲ့တဲ့ aware study လိုမျိုးသူတေသနာစမ်းသပ်ချက်တွေအရလူတစ်ယောက်နှလုံးရနေစဉ်အချိန်မှာတော့အုံနောက်ထဲမှာထူခြားတဲ့ layer cell line gamma wave တွေဟာအပြင်းအထန်ထွက်ပေါ်နေတာကိုတွေ့ရှိရပါတယ်။ဒါဟာသေခါနီးရဲ့အချိန်မှာမြင်တွေ့ကြုံတွေ့ရတဲ့ထူခြားတဲ့အာယုန်တွေရဲ့အကြောင်းရင်းကြောင့်ဖြစ်ပေါ်လာတဲ့လှိုင်းတွေဖြစ်နိုင်တယ်လို့ဆိုပါတယ်။ဒါအပြင်သေခါနီးရဲ့ချိန်ကြမှာမှတ်ဉာဏ်တွေဟာအံ့ဩစရာကောင်းလောက်အောင်ပြန်လည်ကြည်လင်လာတတ်တဲ့တာမီနယ် lucidity လို့ခေါ်တဲ့ဖြစ်စဉ်တွေကလည်းသေပြီးနောက်မှာနောက်ဘဝရှိကြောင်းကိုပြသနေတဲ့အထောက်အထားတွေဖြစ်တယ်လို့ယူဆကြပါတယ်။သေပြီးနောက်မှာရောက်ရှိရမယ့်နေရာနဲ့ပတ်သက်ပြီးတော့လဲသက်ဆိုင်ရာကျမ်းစာတွေမှာအမျိုးမျိုးဖော်ပြထားကြပါတယ်။ခရစ်ယာန်ကျမ်းစာတွေအရငြိမ်းချမ်းတဲ့ paradise ဘုံသို့မဟုတ်ပြစ်ဒဏ်ခံရမယ့် hell လို့ခေါ်တဲ့ငရဲဘုံစတာတွေရှိကြတယ်လို့ဆိုပါတယ်ဗုဒ္ဓဘာသာမှာတော့သေပြီးနောက်ပြန်လည်မွေးဖွားခြင်းမဖြစ်ခင်စัจ जा မှာဘဝကူးပြောင်းမှုဂျာကာလဆိုတဲ့ကာလတစ်ခုရှိတယ်လို့ဆိုပါတယ်ယူပဗေယပညာရှင်အချို့ကတော့အိုင်စတိုင်းရဲ့ theory အရအတိတ်ပြစ္ဆုတ်ပံနဲ့အနာဂတ်ဆိုတာတပြိုင်တည်းတည်ရှိနေတာကြောင့်ကျွန်တော်တို့ရဲ့တည်ရှိမှုဟာဘယ်တော့မှပျောက်ပြယ်သွားမှာမဟုတ်ဘူးလို့ယူဆကြပါတယ်သူတို့ဟာ Black University Theory ကိုယုံကြည်တဲ့အတွက်အတိတ်ပြစ္ဆုတ်ပံအနာဂတ်ဟာ Block တစ်ခုထဲမှာပဲရှိနေပြီးတစ်ချိန်ချင်းတစ်နေ့နေ့မှာပြန်လည်ပြီးကြုံတွေ့ခံစားရမယ်လို့ဆိုလိုတာဖြစ်ပါတယ်အနှစ်ချုပ်ရရင်တော့သေချင်းတရားဆိုတာအရာအလုံးပြီးဆုံးသွားတာမဟုတ်ပဲကျွန်တော်တို့ရဲ့အသိစိတ်ရဲ့ခရီးစဉ်အသက်တစ်ခုကိုစလိုက်ခြင်းလည်းဖြစ်နိုင်ပါတယ်သိပ္ပံနည်းကြလေ့လာမှုတွေကလည်းသေဆုံးခါနီးအချိန်တွေမှာထူးခြားတဲ့အာယုံခံစားမှုတွေကိုအမှန်တကယ်ရှိနေကြောင်းထောက်ပြကြပါတယ်ဒီနေရာမှာအရေးကြီးတာကတော့နောက်ဘဝမှာဘာဖြစ်မလဲဆိုတာထက်အခုဘဝအခုလက်ရှိရနေတဲ့ဘဝလေးမှာတန်ဖိုးရှိရှိနဲ့ကောင်းမွန်စွာအသက်ရှင်နေထိုင်နိုင်ဖို့ဖြစ်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ရဲ့လက်ရှိလုပ်နေတဲ့လုပ်ရတရားပဲကျွန်တော်တို့ရဲ့အနာဂတ်ခီးကိုဆုံးဖြတ်သွားမှာမို့လို့ဖြစ်ပါတယ်ဒါကတော့သိချင်းတရားနဲ့ပတ်သက်ပြီးကျွန်တော်လေးလာမိတဲ့လောက်ကိုပြန်ပြီးတင်ဆက်ပြီးသွားတာဖြစ်ပါတယ်နောက်ထပ်အခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုတွေကိုကြည့်ရှုနိုင်ဖို့အတွက်ကျွန်တော် channel လေးကိုလည်း like and subscribe လုပ်ပေးဖို့အတွက်တောင်းဆိုချင်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ